interview မှာမိတ်ဆွေတို့ကိုဒီအမေးလေးတွေမေးတယ်ဆိုရင်မိတ်ဆွေတို့ဖြေတတ်ပြီလားတစ်ချက်ကိုဖြေကြည့်လိုက်မယ်နော်ဒါဆိုရင်你的优点和缺点是什么你的优点和缺点是什么你的优点和缺点是什么နော်တခုနောက်တစ်ခုကကြတော့你的身高是多少你的身高是多少你的身高是多少你的体重是多少你的体重是多少你的体重是多少你为什么想来新加坡工作你为什么想来新加坡工作你为什么想来新加坡工作你想在新加坡工作多长时间你想在新加坡工作多长时间你想在新加坡工作多长时间你大学毕业了吗你大学毕业了吗你有工作经验吗你有工作经验吗你有工作经验吗နော်ဟုတ်ကဲ့ဒါဆိုရင်မိတ်ဆွေတို့ကကြတော့ဒီဟာလေးတွေကိုရပြီးပြီလားနော်ဒီဟာလေးတွေကကြတော့လွယ်ကူတဲ့ဟာလေးပဲပေါ့နော်နောက်ဆုံးတစ်ခုကကြတော့你为什么觉得你可以胜任这个职位你为什么觉得你可以胜任这个职位နော်ဒါဆိုရင်မိတ်ဆွေတို့ကကြတော့တော့ဖြည့်ကြည့်လိုက်ပါကိုကဒီဟာလေးတွေရပြီလားနော်ဒီဟာလေးတွေရတယ်ဆိုရင်ကျန်တဲ့ဟာလေးတွေကလည်းလွယ်တယ်ကျန်တဲ့ဟာလေးတွေလည်းရသွားမှာပဲဖြစ်ပါတယ်တကယ်လို့မရသေးဘူးအသေးစိတ်ထပ်ပြီးတော့ interview ပိုင်းကိုလေ့လာချင်တယ်ဆိုရင်စောင်းလေးဝယ်ဖတ်လို့ရပါတယ်နော်စောင်းလေးဝယ်ဖတ်လို့ရတယ်နော် interview ပိုင်းလေးတွေပါတယ်ဒါမှမဟုတ်ကိုကကြတော့နော်ဆရာမတွေနဲ့တခါတည်းလေ့ကျင့်ချင်တယ်ဆိုရင်တော့အပြင်သင်တန်းဖြစ်ဖြစ် online class ပဲဖြစ်ဖြစ်ဘယ်လိုသင်ကြားတာလဲနော်ဘယ်လိုမျိုးစာအုပ်လေးတွေနဲ့တင်တာလဲနော်လာပြီးတော့အသေးစိတ်ကြည့်လို့ရပါတယ်သင်ကြားမှုပုံစံလေးတွေကိုလာကြည့်လို့ရတယ်ကိုနဲ့တင့်တော်တယ်ကိုအမြဲဆုံးပြောတတ်ချင်တယ်ဆိုရင်တော့အမြဲဆုံးလာပြီးတော့အပ်ပြီးတော့လေ့ကျင့်လိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်谢谢大家teacher 九力吧